ဘဝတစ်ခုကမှောင်ကြတော့မယ်သိခြင်းတရားနဲ့ရင်ဆိုင်ရတော့မယ်ဆိုတဲ့အချိန်ဟာတဏှာစရာအကောင်းဆုံးအချိန်တဏှာစရာအကောင်းဆုံးအချိန်သူကိုဘဝစည်းစာရောက်လာပြီဆိုလို့ရှိရင်တော့ဘဝတစ်ခုအဆုံးသတ်ကြရမယ်အဲ့ဒီအဆုံးသတ်ရခါနေ့အချိန်ရောက်လာပြီဆိုရင်တဏှာစရာအကောင်းဆုံးအချိန်ဖြစ်လာပြီဒီထဲမှာသိခြင်းတရားနဲ့ရင်ဆိုင်ရတယ်ဆိုတဲ့နေရာမှာလွယ်ကူကူနဲ့သိခြင်းတရားကိုရင်ဆိုင်ရတာမဟုတ်ဘူးခက်ခဲနဲ့သိခြင်းတရားကိုရင်ဆိုင်ရတာလောကမှာနေမင်းကြီးမှောင်သွားလို့ရှိရင်ရှေ့လျှောက်လန်းရမယ့်ခရီးဟာမမြင်ရတယ်လို့ပဲဘဝစည်းစာရောက်လာပြီဆိုလို့ရှိရင်ထိုပုဂ္ဂိုလ်ရဲ့မမြင်နိုင်တဲ့အရာတွေကဘယ်နှခုရှိသလဲလို့ဆိုလို့ရှိရင်မမြင်နိုင်တဲ့အရာတွေဟာလူတစ်ယောက်မှာဘာတော့ဆိုဇီဝိတံဘလောက်နေရအောင်မယ်ဆိုတော့သိတို့အသက်ဟာဘလောက်ရှင်ပဲဆိုတော့ဘယ်သူမှကြိုပြောလို့မရဘူးတဲ့လောကကြီးမှာမသိနိုင်ဘူးအဲ့ဒါဘလောက်ပဲချမ်းသာပါတယ်ဆိုမဲ့ရုတ်တရက်မတော်တဆ accident ဆိုတာမျိုးနဲ့သိဆုံးသွားတယ်အခုမာမာကြီးတော်ကြာမရှိတော့ဘူးဆိုတာမျိုးလည်းဖြစ်သွားတယ်ဘုန်းကြီးတို့တခါတော့ကလွန်ခဲ့တဲ့6နှစ်လောက်ကမေမြို့တက်သွားဘုန်းကြီးတစ်ပါးနဲ့အဲ့ဒီဘုန်းကြီးရဲ့မိတ်ဆွေရန်ကုန်ကနေပြီးတော့တခါတယောက်ဖုန်းဆက်တယ်ဖုန်းထဲမှာစကားပြောသိမကြပါဘူးမေမြို့ကပြန်ဆင်းလာတဲ့အခါကျဖုန်းတကောဝင်လာခုနကဖုန်းဆက်တဲ့တကဆုံးလို့တဲ့ဟောမယုံနိုင်လောက်အဖြစ်ပြမျိုးတွေပေါ့ဒါကြောင့်မို့ဇီဝိတလူတယောက်ရဲ့တက်တန်းဘလောက်နေရမယ်အသက်ဟာဘယ်၍ဘယ်မြတ်ရှည်လျားမယ်ဆိုတာမသိနိုင်ဘူးနေဝင်ချိန်မှာစခန်းဝေးတဲ့နေရာရှောက်လန်းရတယ်လို့ပဲဘာတွေတွေ့မယ်လမ်းပေါ်မှာဘာတွေရှိနေမယ်ဆိုတာမသိနိုင်တယ်လို့ပဲကိုယ့်ရဲ့အသက်အတိုင်းအတာကန့်တတ်ဟာလေမသိနိုင်ဘူးတဲ့နောက်တစ်ခုကမသိနိုင်တာဘာလဲဘဝခရီးရှောက်လန်းတဲ့အခါမှာဘာယောဂနဲ့သိရမယ်ဆိုတာမသိနိုင်စီးကျိုယောဂဖြစ်ပေမဲ့သွေးတိုးနဲ့သိခြင်းသိတယ်သွေးကြိုးယောဂရှိပေမဲ့လို့တခြားယောဂနဲ့သိခြင်းသိတယ်လုံးဝမျှော်မှန်းကြည့်လို့မရနိုင်ဘူးယောဂဝေဒနာနဲ့ပတ်သက်လာလို့ရှိရင်လေသိချာပေါ့မပြောနိုင်ဘူးတချို့မှာဆွဲနေတဲ့ဝေဒနာကတစ်မျိုးသိတဲ့အချိန်ကျတော့တခြားဝေဒနာနဲ့သိသွားတယ်ပေါ့ဒါမျိုးတွေလည်းရှိဒါကြောင့်မို့ဗျာဒိဆိုတာလေကြိုတင်ပြောလို့မရဘူးတဲ့ကြိုတင်ပြောလို့မရတဲ့ဟာတခုပဲဘဝစည်းစာရောက်လာပြီဆိုလို့ရှိရင်ဒါတွေကပြောလို့မရနိုင်ဘူး